ဆိုင်းရည်မိုးကိုကျူးကျင်ရုံတသက်နဲ့ကားကိုဟန်ပြဝယ်ခဲ့တဲ့အမျိုးသမီးအားလုံးပဲမင်္ဂလာပါမာရဘန်ပရိသတ်တို့ရဲ့ဇက်သပင်လောကရဲ့ထိတ်တန့်မင်းသားတွေထဲကတလက်ဖြစ်တဲ့ဆိုင်းရည်မိုးကလည်းလက်ရှိမှာတော့အနုပညာလောကတွေကိုစတင်အခြေချလာခဲ့တာပါကြော်ညာတွေလည်းရိုက်ကူးလာရသလိုရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးဖို့ရှိနေတာပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကားအယောင်ပြပွဲတစ်ခုကဆိုင်းရည်မိုးကိုဖိတ်ကြားခဲ့တာပါဆိုင်းရည်မိုးကအဆိုပါကားအယောင်ပွဲတော်မှာကားတွေကိုမိတ်ဆက်ကျင်ညာပြီးကူညီရောင်းပေးခဲ့ပါသေးတယ်ဆိုင်းရည်မိုးကိုအပေးချစ်ခင်ကြတဲ့ပရိသတ်တွေကလည်းအဆိုပါကားအယောင်ပွဲကိုတက်ရောက်ခဲ့ကြတာပါဒီပွဲမှာကားတွေကိုတိုက်ရိုက်ရောင်းချတာမလို့ဝယ်ယူသူတွေလည်းရှိခဲ့ပါတယ်ဝယ်ယူသူတွေထဲမှာအမျိုးသမီးတစ်ယောက်ကတော့ဆိုင်းရည်မိုးအနာအနိကနေခြင်းရုံတသက်နဲ့အများမလုပ်ရတဲ့လုပ်ရတစ်ခုကိုလှုပ်ဆောင်သွားခဲ့တာပါဒါကတော့ကားကိုဟန်ပြဝယ်ယူသွားတာပါပဲရှင်ကားဝယ်ယူသူတွေကဆိုင်းရည်မိုးနဲ့တူတူစတိတ်စင်ပေါ်တက်ပြီးမတက်ရက်ခွင့်ရတာကြောင့်အဆိုပါမျိုးသမီးကလည်းဆိုင်းရည်မိုးအနာမှာအတူတူရှင်ရက်ခွင့်ရအောင်ကားတစ်စီးဝယ်ယူပြခဲ့ပါတယ်။စင်ပေါ်မှာကားဝယ်မယ်ဆိုပြီးတက်ပြောခဲ့တာကြောင့်ဆိုင်းရည်မိုးကလည်းကူညီပြီးတော့တောင်ဈေးစစ်ပေးခဲ့တာပါ။ဆိုင်းရည်မိုးအနေနဲ့ပထမဆုံးတက်ရောင်းပေးရတဲ့ပွဲဖြစ်တာကြောင့်အခုလိုဝယ်ယူအားပေးတဲ့ပေါ်အတော်လေးကိုဝမ်းသာနေခဲ့ပါတယ်။ဒါကြောင့်ဆိုင်းရည်မိုးကလည်းဝမ်းသာအားရနဲ့ဈေးစစ်ပေးခဲ့တာပါရှင်။သိန်း200လောက်တောင်ဈေးစစ်ပေးခဲ့တာဖြစ်ကောကားကိုဝယ်ယူနိုင်ဖို့ကူညီပေးခဲ့တာတော့မှအမျိုးသမီးကတော့လိမ့်လဲသွားခဲ့ပါတယ်။ကုမ္ပဏီဘက်ကငွေချေဖို့ဖုန်းဆက်ခဲ့တဲ့အချိန်မှာအဆိုပါအမျိုးသမီးကတော့ကားဖို့ပေးချေဖို့မတက်နိုင်ခဲ့ဘူးရှင်။စင်ပေါ်မှာသာဆိုင်းရည်မိုးရဲ့အရှိန်အဝါနဲ့ကားဝယ်ယူပြခဲ့ပေမယ့်တကယ်တမ်းမှာတော့ကားဖို့မတက်နိုင်တာကြောင့်ကုမ္ပဏီကိုတောင်းပန်ခဲ့ရတာပါ။ကားရောင်းပွဲတစ်ခုကကလေးကစားစရာမဟုတ်တာကိုဆိုင်းရည်မိုးအနာမှာနေချင်းအောင်တက်တက်နဲ့ဟန်ဆောင်ဝယ်ယူတာကတော့မဖြစ်သင့်လှပါဘူးနော်။ကားဝယ်ပြရင်ဆိုင်းရည်မိုးရဲ့အတန်းရှင်းရနိုင်တယ်လို့ကျူးလို့လည်းရတာမလို့အခုလိုမလုပ်သင့်တာတွေကိုလုပ်ခဲ့ပြီးမှပြန်တောင်းပန်လိုက်ရပါတယ်။ဈေးအယောင်းဝယ်လုပ်တာစီးပွားရေးတစ်ခုခုလုပ်တာကိုနှာခေါင်းနဲ့အားပေးခဲ့တာကြောင့်တရားစွဲခံရမလို့တော့ဖြစ်ခဲ့တာပါ။ဒါကြောင့်ပြန်လည်တောင်းပန်ခဲ့တဲ့အချိန်မှာတော့စာချုပ်စာတမ်းနဲ့တောင်းပန်ခဲ့ရတာဖြစ်ပါတယ်။တကယ်တော့အဲ့လိုစာနာဝယ်ယူခဲ့တာမျိုးကအခြား live ဈေးတွေဈေးအောင်ပွဲတော်ဒီမှာလည်းဖြစ်ပျက်ခဲ့ဘူးတာပါရှင်။ဒါပေမဲ့အချို့အယောင်းဆိုင်တွေကတော့ဘလို့အရေးယူမှုမှမလုပ်ခဲ့ပေမဲ့ကားအယောင်းပွဲကတော့တောင်းပန်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒီလိုတောင်းပန်ရတာကလည်းထိုက်တဲ့ပြစ်ဒဏ်မျိုးတစ်ခုပါပဲရှင်။ဒီကားကိုဝယ်ယူမယ်ဆိုလို့ဈေးလျှော့ပေးခဲ့တဲ့ဆိုင်းရည်မိုးကိုလည်းဂျားရဲကနေအတောက်ဝါနာဖြစ်စေရတယ်လို့ကုမ္ပဏီအနေနဲ့ကလည်းထိခိုက်နေတာမှုတွေဖြစ်စေပါတယ်။အခြားတကယ်ဝယ်ယူမဲ့လူတွေလွတ်သွားစေတာကြောင့်အရေးယူမှုတစ်ခုတော့လှုံ့ဆော်တင်တာပါရှင်။ဆိုင်းရည်မိုးတို့အောင်စပူတို့ကိုအားပေးကြတဲ့ပရိသတ်တွေအနေနဲ့လည်းအခုလိုတစ်ဖက်ဆုံးရောက်အားပေးတာမျိုးမဖြစ်ဖို့ဂရုစိုက်တင်တာပါ။အခုကမင်းသားလေး2ယောက်ကိုအားပေးလွန်အားကြီးပြီးအပြိုင်ဆိုင်နေဖြစ်သွားသလိုပဲရှင်။အောင်စပူကရွှေအရောင်းပွဲမှာဝင်ရောက်ပြီးလို့ပရိသတ်တစ်ယောက်ကခင်မွန်းတဲ့ရဲ့စုဘူးကိုခွဲပြီးဝင်ဝယ်ခဲ့တာကိုဆိုင်းရည်မိုးရဲ့ပရိသတ်ကလည်းအားချမခံဝယ်ယူလိုက်တယ်လို့ဆိုရမှာပါဒါပေမဲ့ဝယ်ယူဖို့ငွေကြေးမတက်နိုင်တာကြောင့်အခုလိုလူသိရှင်ကြားတောင်းပန်ရတာဒီပါဖြစ်သွားခဲ့တာပါပရိသတ်တို့အနေနဲ့ရောဆိုင်းရည်မိုးကိုကျူးကျင်ရုံတသက်နဲ့ကားကိုဟန်ပြဝယ်ခဲ့တဲ့မြို့သမီးရဲ့လုပ်ရက်ပေါ်ဘလို့ထင်မြင်မိလဲဆိုတော့ comment မှာပြပြခဲ့ပါအောင်ရှင်အဆုံးနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ